အဲ့တော့ဒီနေ့ပထမဆုံးပြောရမှာကအော်တန်လေးတွေတော့အော်တန်လေးတွေတော့နည်းနည်းမှန်လာအော်တန်လေးတွေမှန်လာလို့တော့နည်းနည်းတော့အတန်လေးထွက်လာကြပြီဘာလဲဆိုတော့ဒီအိန္ဒိယတော့အမတ်ရဲ့ပြောစကားနဲ့ပတ်သက်ပြီးတော့ပါတီတွေကကန့်ကွက်ဖို့ပါညာပေါ့ဗျာအဲ့တော့အခုပြည်တော်လုံးပါတီပေါ့ပြည်သူ့ရှေ့ဆောင်ပါတီပေါ့ဒေါက်တာခိုင်ရဲ့ပါတီကတော့ဒါကန့်ကွက်ရှုတ်ချခြင်းဆိုတော့ကိုစပြီးလုပ်တယ်မနေ့ကညပိုင်းပေါ့နော်10နိုင်လောက်မှာသူတို့စာထုတ်ပြန်တယ်9နိုင်ခွဲ10နိုင်လောက်ထုတ်ပြန်တယ်တွေ့ရတယ်အဲ့တော့ထုတ်ပြန်တဲ့စာအရကြည့်လိုက်တော့သူတို့ကန့်ကွက်ထားတယ်ပေါ့အခြားပါတီတွေကကန့်ကွက်ထားတော့အခြားပါတီတွေကတော့မသိကြအောင်စောင့်နေတော့မယ်ဒီနေ့ထိတော့စောင့်နေတော့မယ်အဲ့တော့ပြောရရင်တော့ဗျာဟိုပါတီတွေကဒီမီဒီယာတွေအတန်လူထုအတန်ကိုနားထောင်လားနားမထောင်ဘူးလားပြီးတော့တိုင်းပြည်ရဲ့အခြေအနေနဲ့ပတ်သက်မီဒီယာတွေကဘယ်နေရာမျိုးမှာဘယ်ခန့်ခန့်နိုင်ကြလိမ့်ရှိလဲဆိုတာပေါ်လွင်တာပေါ့ဗျာဆိုတော့တချို့ကျွန်တော်နိုင်ငံမှာနိုင်ငံရေးပါတီတွေကတချို့ပါတီနိုင်ငံရေးခေါင်းဆောင်တွေပါတီဝင်တွေပေါ့ CEC တွေကသူကအကျိုးစီးပွားတွေနဲ့ຫນွေထားတဲ့ခါကျတော့မပြောရဲမဆိုရဲမထိရဲဘူးမတို့ရဲဘူးအဲ့လိုဖြစ်တယ်ကိုယ်နိုင်ငံအရေးနဲ့ပတ်သက်လာရင်တောင်သူကနှုတ်ဆက်ပြီးတော့နေတယ်အဲ့လိုမျိုးနေကြတာတော့တွေ့ရတယ်ဆိုတော့ဟိုသူတို့ပြီးတော့နိုင်ငံကိုလည်းသူတို့ကဟိုပြောရင်နိုင်ငံရဲ့လွတ်တော်အမတ်ဝန်ထိုင်နေတယ်လို့ဝင်ကြီးလုပ်ချင်တယ်လို့နော်ပါတီထောက်ပြီး CEC ဝန်ထိုင်ပြီးတော့နေရာယူချင်တယ်လို့သာပြောတာဒီနိုင်ငံတော်နဲ့ပတ်သက်တဲ့အရေးမှာကျတော့သူတို့ရဲ့ပါဝင်ပတ်သက်မှုတွေတော်တော်လေးဟိုပေါ့လျော့တယ်ပြီးတော့ဟိုဘယ်လိုခေါ်လဲကိုကျိုးစီးပွားရေးသိများလို့ယူဆတယ်ပေါ့နော်ဆိုတော့ဟို PPP ကပြည်လုံးပါတီကထုတ်ပြန်တဲ့စာလေးတောင်ရှိတယ်အဲ့ဒါကိုကျွန်တော်ဖတ်ပြအောင်တော့အိန္ဒိယနဲ့ပတ်သက်ပြီးသူထုတ်ပြန်တာပေါ့နော်အိန္ဒိယမဏိပူရပြည်နယ်ကိုစားပြုအိန္ဒိယတက်လို့တော့အမှတ်နော်လက်ရှိမှာလီရှမ်ဘာဆာနာဂျိုဘာလို့ခေါ်မလားအဲဆာနာဂျိုဘာလို့ခေါ်မလားအဲ့ပုဂ္ဂိုလ်ပေါ့နော်အဲ့ပုဂ္ဂိုလ်ကမတ်လ10မှာအိန္ဒိယနိုင်ငံမဏိပူရပြည်နယ်နယ်မြေချင်းထိစပ်နေတဲ့မြန်မာနိုင်ငံအပိုင်ကဘောချောင်းဒေသကိုသိမ်းယူပြီးတော့မဏိပူရပြည်နယ်ထည့်သွင်းရန်အဆိုတင်သွင်းခဲ့တယ်ဆိုတော့အိန္ဒိယသတင်းတွေဖွဲ့ကြသိရပါတယ်တဲ့ပထမအင်္ဂလိပ်မှာစစ်မတိုင်မီမြန်မာပြည်မှာလက်ထက်ကလေးကပဲကဘောချောင်းဒေသမြန်မာနိုင်ငံအပိုင်ဖြစ်ခဲ့ပြီးတော့ပထမအင်္ဂလိပ်မှာစစ်တွင်မှာမဏိပူရမင်းသားနော်ဂမ်ဘီယာဆင်းဆိုတဲ့ဂမ်ဘီယာဆင်းကမြန်မာနိုင်ငံအပိုင်ကဘောချောင်းဒေသကိုသိမ်းပိုက်ရယူသွားခဲ့မှုတဲ့အဲ့တော့မဏိပူရပြည်နယ်ဟောင်းမာဂျစ်ဆင်းလက်ထက်မှာကဘောချောင်းဒေသကိုဗမာတွေကပြန်လည်ပြီးသိမ်းပိုက်နိုင်ခဲ့ပြီးတော့ပြည်ရှာလူမျိုးရေးအရေးပိုင်းဖြစ်သူဗိုလ်ချုပ်ကြီးဘန်နေကမြန်မာပိုင်းဖြစ်နေအတိမပြုခဲ့ပြီးတော့1834မှာကဘောချောင်းဒေသကိုမြန်မာနိုင်ငံကိုပြန်လည်အနှင်းခဲ့တယ်တဲ့အဲ့တော့မြန်မာအိန္ဒိယနိုင်ငံနယ်နိမိတ်ထိစပ်မှုဟာမိုင်း1000ကျော်ရှိတယ်900နိုင်ငံအစိုးရတွေအချင်းတိုင်းတော့သတ်မှတ်ထားပြီးသားဖြစ်တယ်အဲ့တော့အခုကဘောချောင်းဒေသကနယ်နိမိတ်စီမံတိုင်းထွာထားပြီးသားသတ်မှတ်ထားပြီးသား area ဖြစ်တယ်မြန်မာအိန္ဒိယနိုင်ငံနယ်ခြားသတ်မှတ်ထားပြီးသားဖြစ်တဲ့သတ်မှတ်ချက်အနေနဲ့2014ခုနှစ်မေလ10ရက်မှာချုပ်ဆိုထားတဲ့မြန်မာအိန္ဒိယနိုင်ငံနယ်စပ်ဒေသပူးပေါင်းဆောင်မှုနောက်လုံးစာချုပ်လည်းရှိပြီးသားဖြစ်တယ်အဲ့တော့အိန္ဒိယအထက်တော်မှာလေရှမ်ဘာဆာနာဂျိုဘာရဲ့ဒီလိုမျိုးအဆိုတင်သွင်းပြောဆိုမှုတွေကမြန်မာအိန္ဒိယနိုင်ငံရှိရဲဆွဲချစ်ကြည်မှုစိုက်ကိုပြည့်စည်စေနိုင်ခြင်းနိုင်ငံပြည်သူများကြားနယ်စပ်ဒေသမြို့နယ်စုများကြားမလုံမုန်းထားရန်ပြီးတောက်စေနိုင်ခြင်းမြန်မာနိုင်ငံချုပ်ချာအာဏာတိုက်ရိုက်ထိပါစော်ကားရောက်ခြင်းတို့ကြောင့်တဲ့မြို့တို့ပြည်သူ့ရှေ့ဆောင်ပါစီအနေနဲ့တဲ့ဒီလွတ်တော်အမှတ်ရဲ့ကဘောချောင်းဒေသနဲ့ပတ်သက်တဲ့ပြောဆိုနော်ပြောဆိုတင်သွင်းမှုတွေကိုပြင်းထန်စွာကန့်ကွက်ရှုတ်ချပေးတာထုတ်ပြန်ခြင်းအပ်ပါတယ်ဆိုပြီးတော့ဒါပြည်သူ့ရှေ့ဆောင်ပါတီကထုတ်ပြန်ပြီးတော့ပြောလာတယ်ဆိုတော့ပါတီဘက်ကကျွန်တော်တို့မီဒီယာတွေဆိုလေပို့လာတော့ဘာပဲပြောဒီပြည်သူ့ရှေ့ဆောင်ပါတီရဲ့လူတွေရဲ့သဘောထားကတော့ဒီလိုမျိုးနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါပြောဆိုလာမှုတွေနဲ့ပတ်သက်ရင်တို့ကဒီသဘောထားရည်တည်ချက်ကိုပြတာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့ခင်ဗျားတို့ပြည်သူလူထုသိဖို့လိုတာကကဲထားပါတော့ခင်ဗျားတို့ပြည်သူလူထုသိဖို့လားခင်ဗျားတို့ပါတီတွေဆိုတာကိုနော်နိုင်ငံရေးပါတီတွေကိုခင်ဗျားတို့ဘယ်လိုနားလည်ထားလဲအဲ့ဒါကိုခင်ဗျားတို့ပြည်သူလူထုရဲ့အခုအချိန်မှာရှင်းရှင်းလင်းလင်းသိဖို့လိုလာပြီနိုင်ငံရေးပါတီတွေနောက်တစ်ခါဒီအသင်းအဖွဲ့တွေပေါ့နော်အသင်းအဖွဲ့အစည်းတွေရှိတယ်အသင်းအဖွဲ့တွေရှိတယ်ပရိုက်တာကူညီလူမှုကူညီရေးအဖွဲ့အစည်းတွေရှိတယ်နောက်နိုင်ငံစီးပွားရေးလုပ်တဲ့အဖွဲ့အစည်းမျိုးဆိုအဲ့လိုအဖွဲ့အစည်းမျိုးဆိုရှိတယ်ဒီမှာအဲ့ဒါတွေကတလားချင်းစီမှာကဏ္ဍချင်းစီရှိကြတယ်အဲ့တော့ခင်ဗျားတို့နိုင်ငံရေးပါတီတွေဘယ်လိုနားလည်ထားလဲနိုင်ငံရေးပါတီတွေကိုဘယ်လိုနားလည်ထားလဲဆိုတာအပြင်တော့နိုင်ငံရေးပါတီမှာဝင်နေတဲ့ CEC လုပ်နေတဲ့သူတွေနဲ့ပါတီဝင်တွေဆိုတာရှိတယ်ဥက္ကဋ္ဌလုပ်တဲ့သူတွေရှိတယ်တွေးမှုတွေရှိတယ်အဲ့ထိပ်ပိုင်းအမှုဆောင်တွေရှိတယ်အဲ့ဒီလူတွေရဲ့ဘာကြောင့်ပါတီထောင်ကြတယ်လို့ခင်ဗျားတို့ထင်လဲပါတီထောင်ကြတယ်ဆိုတာဘာအတွက်လဲကိုကျိုးစီးပွားအတွက်လားနိုင်ငံကောင်းကျိုးအတွက်လားဆိုတော့မေးခွန်းအဲ့ဒါကိုနိုင်ငံရေးပါတီတိုင်းကိုပြန်ပြောထောက်အောင်နိုင်ငံကောင်းကျိုးအတွက်လို့ပြောရင်နိုင်ငံကိုစိုးကျိုးလောက်လာတဲ့လူမှန်သမျှကိုတုံ့ပြန်ရမှာကကိုယ့်အလုပ်မဟုတ်ဘူးလားခင်ဗျားတို့ကဒီဗဇာလေးနဲ့တုံ့ပြန်တာတော့မတုံ့ပြန်နိုင်ရင်ပြည်သူလူထုအတွက်ကာကွယ်ပေးရေးဆိုရင်အကယ်၍ကဘောချောင်းဒေသကြီးကိုအိန္ဒိယလာပြီးတော့စစ်တပ်ကြီးနဲ့လာဝင်သွားရင်အဲ့ချိန်ကျရင်အဲ့ဒေသပြည်သူတွေထွက်ပြီးတောက်လန့်ကြထွက်ပြေးရမယ်တနက်တွေနဲ့လာပြေးအဲ့လိုဖြစ်လာမယ်အဲ့လိုဖြစ်သွားရင်ဘယ်လိုလုပ်မလဲခင်ဗျာဗဇာလေးတော့မကာကွယ်တနက်နဲ့လာရင်အဲ့ပါတီတွေပျောက်ချင်းမလားပျောက်ဘူးဆိုတော့အဲ့ဒီပါတီတွေအလုပ်ကပါတီနိုင်ငံရေးသမားတွေရဲ့အလုပ်တွေဘာလဲလို့မေးရင်နံပါတ်1ကနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်နီလာပေါင်းစုံစဉ်းစားပြီးတော့သူကဟို project တွေရေးနေရဒီဇိုင်းတွေရေးနေမှာကိုယ့်ရဲ့မူဝါဒတွေလှုပ်ထုတ်လုပ်နေလောက်ရမယ်ကိုအစိုးရဖြစ်လာရင်ကိုလွတ်တော်မှတ်တယောက်ဖြစ်လာငါဘာလုပ်မယ်ဆိုတော့ကိုတိုင်းကြကြလေးလာတော့သူတည်နာပြုပြီးတော့ကြကြစစ်တမ်းတွေပြုတာလုပ်ပြင်ဆင်ထားလေ့ကျင့်ထားအချိန်ထပ်ခါလေ့ကျင့်တာကိုတကယ်ဖြစ်လာပြီဆိုရင်ချက်ချင်းလူတို့အတွက်အကျိုးရှိတဲ့အလုပ်တွေစီးပွားရေးပို့တိုးတက်မှုဖြစ်အောင်တည်ငြိမ်ကြမှုကြောင့်အကုန်လုံးနော်ဥပဒေရေးဆွဲဖို့ဆိုတော့ဘယ်ဥပဒေတွေကဒီတိုင်းမှာဘယ်ဥပဒေလွဲနေတယ်လွဲနေတဲ့ဥပဒေတွေကဘာတွေရှိတယ်ဘယ်ဒါတွေကငါတို့ဘယ်လိုပြင်သွားမယ်လွတ်တော်တဲ့ငါတို့ဘယ်လိုရအောင်ပြင်မယ်တနေ့တော့အမှတ်တွေငါဘယ်လိုရအောင်စီးအောင်မယ်အသေးစိတ်စဉ်းစားနေရအောင်လုပ်နေရအောင်ကိုယ်နိုင်ငံပြည်သူလူထုရဲ့အနာဂတ်အတွက်ကောင်းကျိုးအတွက်ကိုလုတ်တဲ့နာတွေကိုအခုတည်းကအကျိုးပြနေရအောင်လွတ်တော်မှတ်တွေလွတ်တော်အမှတ်ဖြစ်မဲ့လူတွေနိုင်ငံရေးပါတီကလူတွေကအခုလုပ်နေအောင်အခုတည်းပါတီတွေကကိုယ်မှာအစိုးရတရက်လူမျိုးပါတီတွေကကိုယ့်ရဲ့ရုံးတွင်းမှာပါတီတွင်းမှာအစိုးရအဖွဲ့တစ်ဖွဲ့လူမျိုးစနစ်တကျကိုတိဆောက်နေရဒါပေမဲ့မြန်မာပါတီတွေအဲ့လိုလုပ်ထင်လား
ချက်ပါတီတွေကြီးပဲကိုဘယ်သူမှအဲ့လိုကြီးအဆင့်တမ်းမရှိဘူးနော်ပြီးတော့နောက်တစ်ခုကဒါကကျွန်တော်ပြည်တွင်းမှာကိုယ်နိုင်ငံဖိုးတိုးတွေပဲအဲ့တော့နိုင်ငံတကာဖိအားလာပြီနိုင်ငံတကာဖိအားမှာမြန်မာနိုင်ငံကိုဖိအားပေးလာရင်အဲ့ဒီပါတီတွေကအဲ့ဒီအုပ်ချုပ်နေတဲ့အစိုးရကိုကြိုက်တဲ့အစိုးရဖြစ်ဖြစ်ကိုအစိုးရဟုတ်မဟုတ်တိုက်ကြမကြိုက်နိုင်ငံကိုဖိအားပေးလာရင်ပါတီတွေကတုံ့ပြန်ရတယ်ဗီဇပြရတယ်ဘာလို့နိုင်ငံကိုထိတာလက်မခံဘူးမင်းကဒီနိုင်ငံအုပ်ချုပ်သူခေါင်းဆောင်တယောက်ကိုမင်းပြောရင်တော့ဒါငါတို့ခေါင်းဆောင်ငါတို့ကိုပြောမယ်မင်းတို့ပြောကြမလို့ဆိုတာမျိုးထိကျွန်တော်တို့ကနိုင်ငံကိုချစ်စိတ်လို့ရှိရမယ်အဲ့ဒါနိုင်ငံချစ်စိတ်ငါတို့မုန်းတဲ့ကောင်တက်အုပ်ချုပ်နေတာမဟုတ်လို့ဟဲ့အောင်မင်းနိုင်ငံတကာဆဲမသိပေါ့ကွာနိုင်ငံတကာဂျနိုဆိုက်ကောင်းတယ်တက်မသိပေါ့ကွာသူကြောင့်ဆောင်နေမှာကွာဆိုတာကအဲ့ဒါနိုင်ငံကိုမျက်နှာလွှဲခဲပြစ်လုပ်တာပုံကိုယ်ကြီးမုန်းတိမှုနဲ့မျက်နှာလွှဲခဲပြစ်လုပ်တာတိုင်းမျိုးထိုးချတာအဲ့ဒါကြောင့်မလို့နိုင်ငံရေးပါတီသမားတွေအဲ့ဒါကြီးလုတ်တင်သလားဆိုတော့မိကုန်ကျွန်တော်တို့မီဒီယာသမားတွေကိုဘာလုပ်လဲရှင်းလေးပဲနေ့တိုင်းကျွန်တော်တို့သတင်းတွေဖတ်တယ်ပြုစုတယ်လိုက်တယ်စုံစမ်းတယ်ဖော်ထုတ်တယ်သတင်းပြုစုပြီးဘယ်ကောင်တွေကဘာတွေပြောနေကိုယ်နိုင်ငံဘယ်သူတွေဘယ်ခြေလှမ်းလှမ်းနေပြီဘယ်ကောင်ဘယ်လိုလဲကျွန်တော်အများအားလေ့လာပြီးကျွန်တော်အများအားချိုးချိုးပြီးဓာတ်ဖြစ်တော့မယ်နော်ဓာတ်ဖြစ်မယ်နော်သိချောင်းတော့မဖြစ်ခဲ့ရင်ဘယ်လိုလဲမိကုန်ထုတ်ပြီးကျွန်တော်တို့ကတောက်ချောက်တောင်းအားပေးနေတယ်ဒါကျွန်တော်တို့လို့နောက်တစ်ခုကကိုယ်နိုင်ငံကိုသူများနိုင်ငံစော်ကားလာရင်ဒီသက်အုပ်ချုပ်သူကဒီသက်အုပ်ချုပ်တဲ့ဖွဲ့စည်းကတပ်မတော်အစိုးရဖြစ်တဲ့အတွက်တပ်မတော်အစိုးရဖြစ်တဲ့အတွက်ကျွန်တော်ကြိုက်ပါသလားမင်းကျွန်တော်အများအားပြောတပ်မတော်အစိုးရအုပ်ချုပ်တာကျွန်တော်မကြိုက်ဘူးစစ်တပ်အုပ်ချုပ်တာကျွန်တော်မကြိုက်ဘူးကျွန်တော်အရာသားအုပ်ချုပ်တာကိုကြိုက်တာအဲ့အရာသားကလည်းကျွန်တော်မကြိုက်တဲ့သူဖြစ်နေပြီဆိုအရာသားအုပ်ချုပ်တာကိုလိုချင်တာကျွန်တော်လိုချင်တာရှင်းလေးအဲ့တော့တပ်မတော်အုပ်ချုပ်တာမကြိုက်ဘူးဆိုတော့တပ်မတော်မုန်းလို့လားဆိုမေးဦးမယ်တချို့ကမုန်းလို့မဟုတ်ဘူးတပ်မတော်ကနိုင်ငံအုပ်ချုပ်ရတာမဟုတ်ဘူးတပ်မတော်နိုင်ငံကိုကာဝယ်ဆောက်ရှောက်ရတာဆိုတော့အုပ်ချုပ်ရမယ်သူမဟုတ်ဘူးကာဝယ်ဆောက်ရှောက်မယ်သူတို့ကကာဝယ်ဆောက်ရှောက်မယ်သူဖြစ်လို့တို့ကမကြိုက်ဘူးလို့ပြောတာဒီကာဝယ်ဆောက်ရှောက်မဲ့သူနေရာမှာပဲနေရအုပ်ချုပ်သူကအုပ်ချုပ်နေရာမှာနေရဘာလို့တချို့သောအလုပ်တွေကတပ်မတော်လုပ်လို့မရဘူးနိုင်ငံတကာဆက်ဆံရေးကိစ္စတွေနဲ့တချို့သောဒီတန်တမာရေးရာကိစ္စတွေတခြားကဘာကြီးနဲ့ဆက်ဆံမဲ့ကိစ္စတွေမှာတက်ကလုပ်လို့မရဘူးအဲ့ဒါအရက်သားနိုင်ငံရေးသမားတွေကလုပ်လို့ရတာဒါကြောင့်မလို့တခြားနိုင်ငံတွေနဲ့စကားပြောတော့မယ်ကိုက isolate ဖြစ်မနေဘူးဆိုရင်နိုင်ငံက isolate ဖြစ်မနေဘူးဆိုရင်အရက်သားဆိုရတယ်မှာရမှာဒါကြောင့်မလို့ကျွန်တော်တပ်မတော်ဆိုမလို့ချင်းဘူးလို့ပြောတာဒါပေမဲ့ကိုတပ်မတော်ဆိုတာမလို့ချင်းဘူးဆိုလို့တပ်မတော်ချုပ်နေတဲ့သူတွေနဲ့ပတ်သက်ပြီးတော့တနိုင်ငံလုံးတခြားနိုင်ငံစော်ကားလာရင်ကျွန်တော်တို့ကအဲ့စော်တဲ့နိုင်ငံကိုပြန်ပြောမီဒီယာသမားအဲ့လိုစိတ်ရှိနေတယ်အဲ့ဒါနိုင်ငံကိုချစ်တာတပ်မတော်ကြီးကိုချစ်နေတာတို့တပ်မတော်ကြီးနဲ့နိုင်ငံတွေကိုခွဲပြီးချစ်နေတာမရှိဘူးနှစ်ချမ်းခွဲချစ်တာမရှိဘူးကျွန်တော်တမျိုးလေးပဲဝမ်းဝေးပဲနိုင်ငံကိုချစ်တဲ့နိုင်ငံထဲမှာပါနေ institution တွေမှန်တယ်ကျွန်တော်ချစ်တယ်ဒါပေမဲ့အဲ့ institution တွေရိုင်းနေတာတို့လည်းပြောရမှာကျွန်တော်တာဝန်အဲ့လိုကို institution တွေကိုသူများလာစော်ကားပြောရမှာကိုတာဝန်ကို institution တွေကိုပြန်ပြောမှာကိုတာဝန်အဲ့တော့ဒါတွေကကျွန်တော်လုပ်မယ်လို့ဒီလိုအဲ့နိုင်ငံသမိုင်းဆိုအဲ့တဲ့လို့ခင်ဗျားတို့ပြည်သူလူထုတွေခုချိန်မှာတည်းကစဉ်းစားဖို့လိုတာပါတီတွေဟာအခုလက်ရှိနိုင်ငံရေးပါတီ53ပါတီရှိတယ်ပါတီတွေဟာအစိတ်တန်းရှိရလားဆိုတော့မိကုန်းငါတို့မဲထက်ရလောက်တဲ့အထိအစိတ်တန်းမျိုးဒီကောင်တွေမှာရှိနေလို့လားဆိုတော့မိကုန်းခင်ဗျားတို့ခုတွေကပြည်သူလူထုကမိကုန်းထုတ်ထားတော့မှာအဲ့တော့ခင်ဗျားတို့အတွက်ကိုကာကွယ်ပေးဖို့မရှိဘူးတိကျကာကွယ်ပေးဘူးခင်ဗျားတို့လည်းကာကွယ်ပေးဘူးနိုင်ငံကိုလည်းသူတို့ကနိုင်ငံချစ်ရကောင်လည်းမသိဘူးနိုင်ငံကိုလည်းကာကွယ်မသိဘူးချစ်ရကောင်လည်းမသိဘူးခင်ဗျားတို့လည်းမကာကွယ်ပေးဘူးသူတို့လည်းဘာကောင်တွေမှမသိဘူးခုချိန်ထိလည်းဘယ်ကောင်ဘာကောင်မှခုချိန်သူတို့ပါဝါသူတို့ရဲ့ဟိုမပြတ်ဆောင်ပြနိုင်ဘူးအဲ့လိုနိုင်ငံရေးသမားတွေကိုကျွန်တော်တို့ကမဲပေးရမှာလားဆိုတော့မိကုန်းခင်ဗျားတို့စဉ်းစားဖို့အများကြီးလိုတာအဲ့ကျွန်တော်တို့မဲပေးတော့ပေးရမယ်ဒါပေမဲ့ပေါ့လို့ပဲစားနိုင်ငံရေးသမားတွေကိုကျွန်တော်တို့မဲပေးမိကျွန်တော်တို့နောက်တစ်ခေါက်စိတ်ဆင်းရအောင်9နှစ်လောက်စိတ်ဆင်းရအောင်အဲ့စိတ်မဆင်းရအောင်ခုတည်းကနိုင်ငံရေးပါတီတွေတေချာလေ့လာပါဆန်းစစ်ပါဘာလို့ဆိုကျွန်တော်တို့ကဘယ်ကာလပဲရောက်နိုင်ငံရေးပါတီတွေကနေပဲတွားအောင်နိုင်ငံရေးပါတီမှာထိုင်နေတဲ့တချို့သောဒီပေါ့လို့ပဲစားနိုင်ငံရေးသမားတွေကြတော့လေတကယ်ကိုပဲအဲ့ကောင်တွေကိုကြတော့ကျွန်တော်တို့လွတ်တော်တွေကိုဝင်ထိုင်ခွင့်မရအောင်တော့တော်တဲ့အချင်းရှိတဲ့လွတ်တော်နိုင်ငံရေးသမားတွေကိုအဲ့လိုကောက်ထည့်ပြီးတော့တို့ကတိုင်းပြည်အတွက်ကိုစားပြုပြီးဘယ်လောက်တုံးနိုင်လဲဆိုတော့ကြည့်ရလေ့လာဖို့လုပ်တယ်အခုဒီလိုမျိုးကဘောချမ်းလိုမျိုးအိန္ဒိယဒီလိုစောစောကပြောလာတယ်လောက်လာတဲ့ကိစ္စမျိုးဆိုရင်ဒါနိုင်ငံရေးသမားတွေကနိုင်ငံရေးပါတီတွေကပြောရမယ်စကားတွေဒါပေမဲ့နိုင်ငံရေးပါတီတော်တော်များမပြောကြဘူးကျွန်တော်ပြောရတာတခုရှိတယ်တချို့သောနိုင်ငံရေးသမားတွေကတန်ယုံတွေရဲ့အခမ်းအနားတွေပွဲတွေကိုတွားတက်တယ်ခန့်တက်ပြီးတော့ခန့်တက်ပြီးဟိုအဲ့မှာဟောပြောနေတာအဲ့တော့အကယ်၍များသူတို့ပြောလိုက်လို့ရှိရင်အဲ့တန်ယုံတွေဘာတွေကသူတို့မခေါ်တော့မှာမပြောတော့မှာမဖိတ်တော့မှာသူတို့မဆက်ဆံတော့မှာတားကြောက်ပြီးတော့မပြောဘူးမထိဘူးမပြောဘူးအဲ့လိုဖြစ်နေတာအဲ့တချို့နိုင်ငံရေးသမားတော်တော်များတချို့အဲ့လိုဖြစ်နေတော့မပြောရဲမဆိုပြောလိုက်လို့ရှိရင်ငါ့အများအကျိုးစီးပွားထိမလားနောက်တစ်ခုကငါပြောလိုက်လို့ရှိရင်ငါနိုင်ငံရေးသမားငါပြောလိုက်လို့ရှိရင်ငါ့အများအဲ့ဒီနိုင်ငံကထားပါအိန္ဒိယငါတို့ပြောလိုက်လို့ရှိရင်ငါ့အိန္ဒိယအများဗီဇာပိတ်မလားငါအိန္ဒိယကိုဘုရားကလေးတော့ဖူးကျင်တော့ငါ့ကိုပိတ်မလားမသိဘူးတော့မပြီးပဲလေဘယ်လိုလုပ်မလဲစသဖြင့်အဲ့ဒီကိုကျိုးစီးပွားအတွက်ကြောက်ပြီးတော့မပြောကြတာနိုင်ငံရေးသမားတွေအဲ့လိုကြောက်နေကြတာကိုကျိုးစီးပွားကိုကြောက်ပြီးမပြောတာပြောတယ်တော့ပြောလို့ရပါလိမ့်မယ်မပြောဘူးအခုပါတီတစ်ခုပဲထွက်လာတော့တက်ခိုင်ပါတီပဲတစ်ခုထွက်လာကျန်တဲ့ပါတီတွေမပြောဘူးကြကျွန်တော်စဉ်းစားတော့အော်အဲ့ဒါအစိုးရအကောင်ဩပါတီ53ခုတည်းဒီတစ်ခုလေးတော့ထွက်လာတယ်ပြည်ခိုင်ဖြိုးကဗာမေးတယ်ပြည်ခိုင်ဖြိုးကဗာပြောလဲဆိုတော့ဟာမှမပြောဘူးဟောဒီနိုင်ငံမှာနံပါတ်ဒုတိယအကြီးဆုံးပါတီပေါ့ဗျာတစ်ချိန်တော့အခုတော့ဒါအတူအကြီးဆုံးပေါ့နော်အကြီးဆုံးပါတီမြန်မာနိုင်ငံမှာတကယ်အကြီးဆုံးပါတီရဲ့ပါတီမို့လို့ပြည်ခိုင်ဖြိုးကဘာတန်းထွက်မလဲတန်းမှမထွက်ငြိမ်းနေတာဒီညအထိနော်ဒီညအခုကျွန်တော်တို့ပြောလို့ဒီမထွက်သေးဘူးကျွန်တော်စဉ်းစားနေတယ်ဟောဒီပါတီကလူတွေကဘယ်လိုလူတွေလဲပေါ့ဒီပါတီကလူတွေဘယ်လိုလူတွေလဲပေါ့အဲကျွန်တော်ရှေ့ကတန်းသမားတယောက်ကိုလမ်းမေးတဲ့ခါမှာပြောတယ်တဲ့ဘိုးချုပ်တော်မင်းတို့ပြောရတယ်တဘောထားတူတူပါပဲလို့ဟာအဲ့လောက်နဲ့ပြီးသွားပါလားအဲ့ဒါမီဒီယာဖြေတာမဟုတ်ဘူးဘယ်လိုအဲ့လိုပြောတယ်ခင်ဗျစဉ်းစားကြည့်ဦးကျွန်တော်စဉ်းစားတော့ဒီလူတွေတော်ပြဿနာပဲတချို့ပါတီတွေလုံးဝဇာကြီးပိတ်နေကျွန်တော်အောဖို့ကောင်းတယ်အဲ့ဒါခင်ဗျားတို့ပြည်သူလူထုတေချာစဉ်းစားဖို့ကျွန်တော်အနားနီးလာလေးဘယ်ပါတီအဖြစ်တော့ကျွန်တော်တွေ့မှာပါတီတစ်ခုချင်းနာမည်တက်ပြီးတော့ကျွန်တော်ကောင်းတွေ့မှာအဲ့ပါတီတွေကျွန်တော်ထိရတွေ့မှာရွေးကောက်ပွဲနီးလာလေးတွေ့ပြီပါတီတွေအဲ့ပါတီကဘယ်ကိုယ်စားလှယ်လောင်းဘယ်ပါတီမင်းမပေးဖို့ကျွန်တော်မပေးဘူးဆိုတာကိုကျွန်တော်ပြောမှာသူများခင်ဗျားတို့ပြည်သူလူထုပြောဘယ်ပါတီကိုကျွန်တော်လုံးဝမပေးဘူးဘယ်ပါတီကျွန်တော်လုံးဝ
ထောက်အောင်ပြီးအဲ့လိုကျွန်တော်နာမည်တိုက်ပြီးတော့ကျွန်တော်တွေ့မှာရတယ်နားနီးလိုက်ပါတီကိုတကယ်ပြောတာကျွန်တော်ကြိုးပြောတာအခုတည်းကနိုင်ငံရေးပါတီသမားနိုင်ငံရေးသမားတွေကြည်တာပဲကျွန်တော်မြို့နယ်ကျွန်တော်နေတဲ့မြို့နယ်မှာသာမဲကျွေးမဲ့ပါတီကိုကကိုကြိုးစားပြင်ထားကြပြီခင်ဗျားတို့တကယ်ပြောတာကျွန်တော်ကြည်နေတယ်သေချာကြည်တယ်ဘာလို့ဆိုနိုင်ငံရေးသမားတွေအကျင့်မကောင်းရင်ဗီဇမကောင်းရင်စိတ်ဓာတ်မကောင်းရင်ခံယူချက်မကောင်းရင်စိတ်စေနာမမှန်ရင်အဲ့ဒီတိုင်းပြည်ရဲ့နောက်တစ်ခေါက်ထပ်ပြီးဒုက္ခရောက်သွားနိုင်တယ်နိုင်ငံရေးသမားတွေအကျင့်ဗီဇစိတ်နေစိတ်ထားကောင်းဖို့လိုတယ်နိုင်ငံရေးသမားတွေအရှိဖို့လိုတယ်အဲ့ဒါမရှိတဲ့ပေါက်လို့ပဲသားကောင်းတွေလွတ်တော်လေးထပ်ရောက်တော့မှကျွန်တော်စိုးပါတယ်ပို့နေပြောတာအခုကိုယ်နိုင်ငံနဲ့ပတ်သက်လို့ဒီအိန္ဒိယလိုဟာမျိုးပြောဖို့တော့ပသက်ကြီးပိတ်နေကြတဲ့နိုင်ငံရေးသမားတွေကိုကျွန်တော်တို့ကဘာဝင်ယုံရမှာလဲကိုကပြောချင်တယ်ပြောတာကိုကျွန်တော်တို့ချီရလူတွေကငြိမ်ပြီးခံနေရယူအဲ့လူတွေကိုကျွန်တော်တို့ကလက်ခုပ်တီးပြရမှာအဲ့လူမျိုးတွေငပေါ်တွေပဲအဲ့ဒါကျွန်တော်ကရှင်းလေးသိအောင်ဒီကတော့ဒေါသဆိုင်ပါတီထွက်လာတယ်မဆိုးပါဘူးကျွန်တော်တို့ကတော့ဒီလိုထွက်လာတဲ့အတွက်ကြိုးစိုးပါတယ်ဒါကောင်းတဲ့ကိစ္စပါလို့ပဲပြောချင်